Mindanao မိတ်ဆွေကြီး2016ခုနှစ်ဇွန်လ13ရက်နေ့ကနေ19ရက်နေ့ထိတပတ်စာတူးလီချမ်းမှန်းချက်နဲ့ဈေးကွက်သုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအပိုင်းတွေကတော့ပိတ်ရမရှိပဲခဏန်းစုံစင်းနေရကြောင်းကစားရတော်တော်လေးအားတာတဲ့အပတ်တွေပြောရမှာပါ။ဈေးကွက်သုံးသက်ချက်ရတဲ့အတက်ဘက်ကိုအားတာလာပြီးဈေးပွားမျှချေနေထားမှာရှိမိပါတယ်။ဒါကြောင့်နောက်အပတ်မှာလည်းအပူပါဝါနက်ခတ်တွေဆက်ပြီးတော့အားကောင်းနိုင်ပါသေးရဲ့ကဲတပတ်စာအကြိုက်တွေကိုကြည့်လိုက်ကြရအောင်ပတ်သီးဝါဒနာပါတဲ့မိတ်ဆွေတွေအတွက်ဈေးကွက်ပတ်သီးအဖြစ်ကိုနဲ့တုံညကိုစိတ်ကြိုက်ပတ်နိုင်ပါတယ်တပတ်စာပရိအမီအနေကတော့1 6 8ချပြီးတော့အုဒံဖုန်းနဲ့မကြော်ပဲထွက်လာဖို့ရာဂိုင်းနှုန်းတော်တော်များပါတယ်ဈေးကွက်အပိန်းနဲ့အနီးကအချိန်အတိအကျတဲ့ကဏ္ဍတွေကိုပြီးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒါအပြင် Telegram channel @prosto 2D564 မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲကံကောင်းကြပါစေ။အားမဲ့အပတ်မှာပြန်ဆောင်ကြပါမယ်။ Like and subscribe လေးလုပ်ထားဖို့မမေ့ကြနဲ့အောင်နော်။